တနေ့တစ်မျိုးမယိုးနိုင်တဲ့သတင်းတွေကြားမှာနားရဲမကြားတာတဲ့သတင်းမျိုးတွေလည်းရှိပါတယ်ဒါကတော့မန္တလေးတိုင်းကဖုန်ကြီးကျောင်းတစ်ကျောင်းမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါအသက်ကြီးနေတဲ့စုံတွဲတွေကဘုံတော်ဘာသာတို့ရဲ့အထွတ်အမြတ်ထားတဲ့ဖုန်ကြီးများရဲ့တိမ်ကျောင်းတော်ထဲမှာမဖွဲမရပြုကျင့်နေကြတာပါဒါအပြင်တာစီနှင်ထုတ်တဲ့ဖုန်ကြီးကိုထိုးအတွဲကရိုက်တဲ့အပြင်ဖုန်ကြီးရဲ့လက်ကိုက်ဖုံးကိုပါလူရက်ပြခွဲခဲ့ပါသေးတယ်နောက်ဆုံးမှာအခြားဖုန်ကြီးတွေကပါလာကူတဲ့အချိန်ကြာမှာထိုးဆုံးတွေကပတ်စံပေးမယ်ဆိုပြီးဖုန်ကြီးတွေကိုညှိနှိုင်းခဲ့ပါသေးတယ်အတော်လေးကိုအံ့ဩတဲ့ထေရတစ်ခုပါပဲမိမိရဲ့အမျိုးသာသနာကိုဖျက်ဆီးကြတာအတော်ရှက်ဖို့ကောင်းပါတယ်နားဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းငင်းကုန်းချောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓဘာသာမှန်တိန်ဆိုရင်သိရပါတယ်နော်တိန်ဆိုရင်သိရပါတယ်ဖုန်းကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်သေးကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့မဖုန်းအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖနက်ပါကျန်နေတဲ့ဒီမှာဖနက်ဟောတက္ကမရဲ့ဖနက်ဒီကဝင်နေဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာပါနော်ခုနရဲ့တက္ကမရဲ့ဖနက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖနက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းဝါပါနော်မကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမသွားသေးပါဘူးခိုက်ကိုလွင့်ပြီးပြနေတာပါမသွားသေးပါဘူးမသွားသေးပါဘူးနော်ဟုတ်ကဲ့ဟာဒီเจ้าမှာဖုန်းကြီးနှစ်ပါးတဲ့အန်ဒီရဲ့เจ้าဝါပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်